အားလုံးပဲမင်္ဂလာပါခင်ဗျာကဗျာရုပ်ဖတ်ခြင်းအစီအစဉ်မှနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီခါမှာကဗျာဆရာတင်းရင်လွင်ရဲ့ကဗျာလှလှချူချူလေးတစ်ပုဒ်ကိုကျွန်တော်ရွှေဖတ်ပြပေးမှာဖြစ်ပါတယ်ရှစ်တော်များငါတို့ရဆင်ပေးကြပါအောင်ကျေးဇူးတင်ပါတယ်နေကောင်းနေမြတ်နေဖြစ်ပါစေကျမ်းမာလို့ချမ်းသာကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ညနေခင်းကမိုးရီဆွေကော်ဖီတွေအီဆက်ဆက်ဖြစ်တော့လေဘာရေးလေအိမ်မက်တွေပြက်ရင်စိတ်ကူးထွန်ရေးပြင်ယုံစမ်းကြောင်းလေးစီးစင်းတာတွေ့တော့ငါးကလေးတွေကိုစားပျော်တယ်အပျော်ဆိုတာတိတ်ပြီးပင်မတကြီးရှာမနေရပါဘူးလက်နှစ်ဖက်ကိုဖွက်ဖွက်လေးပိုက်ပြီးမိုးရေစီးချောင်းတဲ့ကလေးတွေစက်ကူလေလေးမျောနေတာကြည့်အဲ့ဒီစက်ကူလေထဲမှာပျော်တယ်လို့ထည့်ရေးလိုက်တာပဲတင်းရီလွင်မေလ20ရက်